ရှေ့ရတုန်းက white pop တို့ white pop တို့ white down တို့အကြောင်းဗီဒီယိုတင်တော့လေcomment တစ်ခုက white pop ကကြတော့ဘယ်လိုမျိုးသုံးတာလဲပေါ့နော်အဲ phrasal verbs တွေမှာအဲ့ဒီအောက်ကလေသူကဘာကိုပြရလဲဆိုတော့ဟိုကို့မှာရှိပြီးသားပေါ့နော်အဲ့လို 100% ရှိထားတဲ့ဟာတခုကဖြည်းဖြည်းနဲ့ယော့လာပြီးတော့အဲ့လို0ကိုရောက်သွားတာကုန်သွားတာကိုအဲ့လိုပြောချင်တဲ့ခါကြရင်လေ out နဲ့တွဲသုံးလို့ရှိရဲအဲ့ဒါကြောင့်မလို့ white pop မှာလေဥပမာthe heavy storm wiped out many villages လို့ပြောရင်ကွာဒီရွာတွေမှာအစတော့လူတွေပြည့်သွားဒါပေမဲ့မုန်တိုင်းတိုက်ပြီးသွားတဲ့အချိန်မှာတယောက်မှရှင်ပြီးတော့မကြံခဲ့ဘူးတရွာလုံးကျွတ်ပါသွားတယ်ပေါ့အဲ့လိုမျိုးပေါ့နော်လုံးဝကွာ0ထိကျသွားတဲ့ဟာမျိုးပြချင်တာဥပမာကိုကthe strong medicine wiped out the infection လို့ပြောရင်လည်းအစတော့တည်မှာတရွာလုံးမှာအကုန်လုံးကဒီယောဂတွေဖြစ်နေတာဒါပေမဲ့ဒီဆေးထိုးလိုက်တဲ့အချိန်မှာယောဂကိုလုံးဝပျောက်သွားတယ်ယောဂဖြစ်ပွားတဲ့နှုန်းကဟို0ကိုကျသွားတယ်မရှိတော့ပဲပေါ့နော်အဲ့လိုမျိုးဆိုရင် wipe out နဲ့တုံးတယ်အဲ့တော့ तू ကဒီလိုမျိုးအောက်ကိုဒီလိုမျိုးကုံသွားတဲ့ဟာကိုပြတာဘာမှလဲတွေးရလဲဆိုရင်ဒီ ran out of မှာလဲတွေးရလိမ့်မယ်ဥပမာ I'm running out of many men ကိုမပစံစုတာမရှိတော့ရော့လာတယ်0ကိုကတ်နေပြီပါညာအဲ့လိုမျိုးပေါ့နော်ဟိုပြီးရင် तू ကဒီလိုမျိုး wipe out ကိုဘယ်လိုမျိုးမှလဲတုံးလဲဆိုလေအရန်ကွာပင်မန်းပြီးတော့လေကိုယ့်ရဲ့ energy ပေါ့နော်ကိုယ့်ရဲ့ energy ကလုံးဝကျလာပြီဆိုရင်အဲ့လိုမျိုး wipe out နဲ့ပြောလို့ရတယ်ဥပမာ after working all day I feel totally wiped out means I have no energy left ဒီလိုမျိုး out ပါတဲ့ဟာတွေဆိုရင်ဥပမာ burn out ဆိုတဲ့စလုံးကိုကြားဘူးလိမ့်မယ်အချို့တွေပြောရလေငါအလုပ်မှာအရန် burn out ဖြစ်နေရဆိုလေ energy လုံးဝမရှိတော့ဘူးကွာအလုပ်ရန်လုံးဝလွန်အားကြီးလို့ပင်ပန်းလာတာဟိုလို exhausted ဖြစ်လာတာဆိုလေ energy ရှိတဲ့ resource ကိုကုန်သွားရဆိုတဲ့ဟာကိုပြချင်လို့ burn out နဲ့တုံးတာပေါ့နော်အဲ့တော့ကွာ out ပါတဲ့ phrasal verb တော်တော်များများပေါ့နော်အဲ့လို wipe out တို့ run out of တို့ now burn out တို့ပါတော်တော်များများဒီအဲ့လို depletion ပေါ့နော်ဟို 100% ကနေအဲ့လို0ရောက်သွားတဲ့ဟာကိုပြတဲ့အချိန်မှာတုံးတာများတယ်ပေါ့ Grow with the crows